မင်္ဂလာပါရှင် MNBC 2025အချောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group နေမှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါညီမ အရင်တစ်ခေါက်ကအဆောက်အုံရဲ့ structural system ကို table 3.4.8 ထဲကနေရွေးချယ်ရတယ်လို့ဆွေးနွေးသေးကြပါတယ်။ engineer တယောက်ကအဲ့ဒီစနစ်အမျိုးအစားတစ်ခုတည်းကိုပဲအဆောက်အုံတစ်ခုလုံးအတွက်သုံးဆွဲရတာလားဒါမှမဟုတ်မတူညီတဲ့စနစ်တွေကိုရောပြီးသုံးလို့ရပါသလား ဟုတ်ကဲ့ရောပြီးသုံးဆွဲခွင့်ရှိပါတယ်ဒါပေမဲ့ဘလို့ပုံစံနဲ့ရောစတလဲဆိုတာပေါ်မူတည်ပြီးစီးမြင့်တွေကလုံးဝကွာခြားသွားပါတယ် ပထမအမျိုးအစားဖြစ်တဲ့ဥတီယာမတူညီသောပေါင်းအဖွဲ့အစည်းစနစ်များအားပေါင်းဆက်အသုံးပြုခြင်းအကြောင်းကိုအရင်ရှင်းချပေးပါလား ဟုတ်ကဲ့ဒါကအသုံးများပြီးခွင့်ပြုရလွယ်ကူတဲ့နီလန်းမှာဥတီကတစ်ခုစီမှာမတူညီတဲ့စနစ်တွေကိုသုံးဆွဲခွင့်ရှိပါတယ်အဲ့ဒီအခါမှာတော့ဥတီယာတစ်ခုစီကိုသူ့ကသက်ဆိုင်ရာ R CD နဲ့ Omega ကိန်းဂဏန်းတွေနဲ့ပဲတီးတန့်တွက်ချက်ရမှာဖြစ်ပါတယ် ဒါဆိုရင်ပိုပြီးရှုပ်ထွေးပုံရတဲ့ဒုတိယအမျိုးအစားဖြစ်တဲ့ဥတီယာတူညီသောပေါင်းအဖွဲ့အစည်းစနစ်များအားပေါင်းဆက်အသုံးပြုခြင်း combining systems in the same direction ကရောဘယ်လိုစီးမြင့်တွေရှိပါသလဲအကို ဒါကတော့ရေဘူးယူအဖင်အလွန်တင်းကျပ်တဲ့စီးမြင့်တစ်ခုနဲ့ပဲခွင့်ပြုထားပါတယ်။အဲ့ဒီလိုဥတီယာတစ်ခုတည်းမှာမတူညီတဲ့စနစ်တွေကိုရောဆက်သုံးဆွဲရင်ဘေးကိုင်းလုံခြုံမှုအတွက်ကုတ်ကအဲ့ဒီဥတီယာတစ်ခုလုံးအတွက်ဒီဇိုင်းထုတ်တဲ့အခါမှာကိုရောဆက်ထားတဲ့စနစ်တွေအားလုံးထဲက ductility အနည်းဆုံးဖြစ်တဲ့စနစ်ရဲ့ R factor R တန်ဖို့အနည်းဆုံးကိုပဲအသုံးပြုရမှာဆိုတာပါပဲ ။ဘာကြောင့်အဲ့ဒီလောက်တင်းကျပ်တဲ့စီးမြင့်ကိုချမှတ်ထားတာပါလဲရှင် ဒါက weak link principle ကြောင့်ကုတ်ကအားလုံးကိုအားနည်းဆုံးစနစ်အဖြစ်သတ်မှတ်ပြီးပိုများတဲ့ငရင်အားအတွက်ဒီဇိုင်းထုတ်ခိုင်းတယ်ညီမ ။ခေမီအဆောက်အုံတွေမှာတွေ့များတဲ့ vertical combinations အကြောင်းကိုအပိုင်း3.4ကတမညွတ်3.1ကိုအခြေခံပြီးဆွေးနွေးကြပါတယ်။ဥပမာအောက်ထပ်မှာ concrete နဲ့ဆောက်ထားတဲ့ကားပါကင်အထက်တွေရှိပြီးအပေါ်မှာတော့ပိုပေါ်ရတဲ့ steel frame နဲ့တိဆောက်ထားတာမျိုးပေါ့။အဲ့ဒီလိုအခြေအနေအတွက်စီးမြင့်တွေကဘယ်လိုရှိပါသလဲရှင် ဒါကအလွန်အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်ပြီးကုတ်ကဘေးကိုင်းလုံခြုံမှုအတွက်တင်းကျပ်တဲ့ top down rule တစ်ခုကိုချမှတ်ထားပါတယ် top down rule ဆိုတာဘာကိုဆိုလိုတာပါလဲ ဒါကအရေးကြီးတဲ့ငရင်ဆိုင်ရာကိန်းဂဏန်းတွေဖြစ်တဲ့ R CD နဲ့ Omega တို့ကိုအဆောက်အုံရဲ့အမြင့်တစ်လျောက်မှာဘလို့အသုံးပြုရမလဲဆိုတာကိုထိန်းချုပ်ထားတာပါ R factor အတွက်အောက်ထပ်မှာခုတစ်ခုမှာအသုံးပြုတဲ့ R တန်ဖိုးဟာသူ့အပေါ်မှာရှိတဲ့ဘယ်အထက်မှာမဆိုသုံးခဲ့တဲ့ R တန်ဖိုးထက်ပိုပြီးမြင့်လို့မရပါဘူး CD နဲ့ Omega factor တွေအတွက်တော့စီးမြင့်ကပြောင်းပြန်ဖြစ်ပြီးပိုမိုတင်းကျပ်ပါတယ်အောက်ထပ်တစ်ခုမှာအသုံးပြုတဲ့ CD နဲ့ Omega တန်ဖိုးတွေကသူ့အပေါ်မှာရှိတဲ့ဘယ်အထက်မှာမဆိုသုံးခဲ့တဲ့တန်ဖိုးတွေထက်ပိုပြီးနှိမ့်လို့မရပါဘူး ဒါဆိုရင်အောက်ထပ်ရဲ့ဒီဇိုင်းကအပေါ်ထပ်မှာဘယ်လိုစနစ်စုံထားလဲဆိုတဲ့အပေါ်မှာလုံးဝမူတည်နေတာပေါ့နော် အတိအကျပါပဲပျော်ပြောင်းနိုင်စွာနဲတဲ့ brittle စနစ်တစ်ခုကိုပျော်ပြောင်းနိုင်စွာမြင့်တဲ့ ductile စနစ်တစ်ခုပေါ်မှာတင်ပြီးဆောက်လို့မရပါဘူးတကယ်လို့ဆောက်မယ်ဆိုရင်အောက်ကစနစ်တစ်ခုလုံးကိုအပေါ်ကအားနည်းတဲ့စနစ်ရဲ့စီးမြင့်တွေအတိုင်းပဲဒီဇိုင်းထုတ်ရမှာဖြစ်ပါတယ် ဒီလောက်တင်းကျပ်တဲ့စီးမြင့်ကိုချွင်ချက်တွေရောမရှိဘူးလားအကို ချွင်းချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါကအလွန်မာကျောတဲ့အောက်ပိုင်းအဆောက်အုံဥပမာ concrete podium အပေါ်မှာဥပမာ steel tower ကိုတိစောက်တဲ့အခါမှာအစစ်နှစ်ဆင့် fake တွက်ချက်နည်း two stage analysis ကိုအသုံးပြုခွင့်ရှိပါတယ်အဆောက်အုံအောက်ပိုင်းကအပေါ်ပိုင်းထက်အနည်းဆုံးစေစပိုပြီးမာကျောမယ်ဆိုတဲ့အဓိကလိုအပ်ချက်အပါအဝင်တခြားစီးမင်းတွေနဲ့ကိုက်ညီတဲ့ဆိုရင်ကိုကအဆောက်အုံအပေါ်ပိုင်းနဲ့အောက်ပိုင်းကိုတီးတန့်အဆောက်အုံနှစ်ခုလိုသဘောထားပြီးတွက်ချက်ခွင့်ပြုပါတယ်အဆောက်အုံအပေါ်ပိုင်းကိုအရင်ဒီဇိုင်းထုတ်ပြီးသူကလာတဲ့အားတွေကိုချဲခါပြီးမှအောက်ပိုင်းအဆောက်အုံအပေါ်ကိုတက်ရောက်ပြီးအဆောက်အုံအောက်ပိုင်းကိုတီးတန့်ဒီဇိုင်းထုတ်ရမှာဖြစ်ပါတယ် မတူညီတဲ့ငရင်တန်ခံစနစ်တွေကိုဥတီယာတစ်ခုထဲမှာရောဆက်အသုံးပြုရင် weak link principle ရဲ့ R factor ကိုပဲသုံးရမှာဆိုရဲစီးမြင့်ကအမြဲတမ်းဒီအတိုင်းပဲလားဒါမှမဟုတ်ချွင်ချက်တွေရှိသလားအကို အလွန်လက်တွေ့ရှိတဲ့ချွင်းချက်တစ်ခုလည်းပေးထားပါတယ်အဲ့ဒီချွင်းချက်ကတော့အန်ဒီရဲ့နဲပြီးရိုးရှင်းတဲ့အဆောက်အုံအမျိုးအစားတွေအတွက်ပါပဲ
အကယ်၍အဆောက်အုံကအန်ဒီရဲ့နဲ့အဆင့်နှိမ့်နဲ့ occupancy category 1သို့မဟုတ်2အမျိုးအစားဖြစ်မယ်ဆိုရင်နှစ်အမြင့်2000သို့မဟုတ်2000အောက်နှိမ့်မယ်ဆိုရင်3 live frame နဲ့ဆောက်လုပ်ထားတာဖြစ်မယ်သို့မဟုတ် flexible diaphragms တို့သုံးထားမယ်ဆိုရင်အဲ့ဒီ3ရက်လုံးနဲ့ကုန်ညီလျင် engineer ကဘေးတိုက်အားခံနိုင်တဲ့နမြန်တန်းတန်းချင်းစီကိုသူ့ရဲ့သက်ဆိုင်ရာ R factor နဲ့တီးတန့် design ထုတ်ခွင့်ရှိပါတယ်ဆိုလိုတာကနမြန်အားလုံးကိုအာတန်ဖို့အနှိမ့်ဆုံးတစ်ခုတည်းနဲ့တွက်ချက်စရာမလိုတော့ပါဘူး ဒါက R factor အတွက်ပေါ့တခြားကိန်းဂဏနေဖြစ်တဲ့ CD နဲ့ Omega အတွက်ရောစီးမြင့်ကဘယ်လိုရှိပါသလဲ သူတို့အတွက်တော့စီးမြင့်ကပြောင်းပြန်ထူပြီးပုံမတင်းကြပါတယ်ဥတီယာတစ်ခုတည်းမှာစနစ်တွေရောစပ်တဲ့အခါမှာအဲ့ဒီစနစ်တွေအားလုံးထဲက CD နဲ့ Omega တန်ဖို့အမြင့်ဆုံးကိုပဲရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်အတိုးရှုပြောရရင် R ကိုတော့အနှိမ့်ဆုံးတန်ဖို့ယူပြီး CD နဲ့ Omega ကိုတော့အမြင့်ဆုံးတန်ဖို့ကိုယူရတာပါ အပိုင်း3.4.2မှာပါတဲ့အသေးစိတ် design သတ်မှတ်ချက်တွေ detailing requirements မှာ strength တွက်တဲ့အခါအာတန်ဖို့အနှိမ့်ဆုံးကိုသုံးရပြီမဲ့အသေးစိတ် design ထုတ်တဲ့အခါမှာတော့အာတန်ဖို့အညင်ဆုံးရဲ့စီကန်းတွေကိုလိုက်နာရမယ်လို့ဆိုလိုတာလားအကို ဟုတ်ပါတယ်ဒါကအလွန်အရေးကြီးတဲ့အချက်ပါဥပမာတိုင်က moment frame R value အမြင့်နဲ့ brace frame R value အနည်းနှခုလုံးနဲ့ချိတ်ဆက်နေရဆိုပါစို့အဲ့ဒီတိုင်ကို design ထုတ်တဲ့အခါမှာခံနိုင်ဝန်အား strength ကိုတွက်ချက်ဖို့အတွက်တော့ weak link principle အရာ R value အနည်းဆုံးကိုပဲသုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ detailing ကိုတော့ moment frame ရဲ့တင်းကျပ်တဲ့စီးမြင့်နေတဲ့အတိုင်းပဲမဖြစ်မနေလုပ်ရမှာညမ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကိုကိုတော့အစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်း3ရဲ့အခန်းခွဲ3.4ရဲ့ကြန့်ရှိသောအစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်